အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ slow motion effect တစ်ခုကိုဖန်တီးဖို့အတွက် video clip တစ်ခုကိုဘယ်လိုနှေးအောင်လုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံး video တစ်ခုကို timeline နဲ့ကိုထည့်လိုက်ပါညာဘက်မှာရှိတဲ့ editing panel တွေက speed ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ရင်ရွေးလိုက်ပါအဲ့ဒီနေရာမှာ speed slider bar ကိုတွေ့ရမှာဖြစ်ပါတယ်ဗီဒီယိုကို short ချဖို့ slow motion effect တစ်ခုကိုဖန်တီးဖို့အတွက်ဘယ်ဘက်ကိုဒီ speed slider bar လေးကိုအနည်းငယ် drag လုပ်ပြီးတော့ရင်ရွှေ့လိုက်ပါကျွန်တော်အနေနဲ့ရှေ့သင်ခန်းစာတွေမှာပြောပြခဲ့တဲ့ duration time ကိုဒါတိုက်ရိုက်ကိုစိတ်ကြိုက်ကဏ္ဍနံပါတ်တစ်ခုကိုရိုက်ထည့်ပြီးတော့ရင်လည်းဒါသတ်မှတ်လို့ရပါတယ်။နောက် speed setting ကိုချိန်ကြည့်ဖို့အတွက်နောက်ထပ်နည်းလမ်းတစ်ခုကတော့လိမ်မော်ရောင်ဘားရန်ကို drag လုပ်ပြီးတော့ရင်လိုအပ်သလိုဒီမှာချိန်ကြည့်လို့ရပါတယ်။ဒီနေရာမှာကျွန်တော်ရှေ့မှာပြောပြခဲ့တဲ့ဗီဒီယိုသင်ခန်းစာတွေထဲမှာမပါတဲ့ AI frame interpolation setting အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ AI frame interpolation setting ထဲမှာ option 3ခုရှိပါတယ်အဲ့ဒါကတော့ default setting ရယ် faster but lower quality setting ရယ်နောက်တစ်ခုကျတော့ lower but high quality ဆိုပြီးတော့မှ option 3ခုရှိပါတယ်များသောအားဖြင့်ကတော့ကျွန်တော်တို့က frame sampling ဆိုတဲ့ default setting မှာအများသောအားဖြင့်ရှိနေတတ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ frame blending ဆိုတဲ့နေရာလေးရှိပါတယ်ဒီ frame blending ကဘာလို့ကျွန်တော်တို့မသုံးကြရတာလဲဆိုတော့သူက lower quality ဖြစ်လို့ပါတော့တားနှေးသွားတယ်ပေါ့နော်တားနှေးသွားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီနှေးသွားတဲ့ဥစ္စာကဒီကျွန်တော်တို့ဒီဘက်မှာ speed ကနေပြီး speed slider ဘားနေပြီးတော့နှေးရင်လည်းနှေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ setting ကိုကျွန်တော်တို့ကတိတ်သုံးလို့မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့သုံးတာကတော့ဒီ slow motion effect တွေကိုလုပ်တဲ့အခါမှာဒီ optical flow ဆိုတဲ့ slower but higher quality ဆိုတဲ့ option ကိုတော့ကျွန်တော်တို့ရွေးချယ်ပြီးတော့ရင်သုံးလို့ရှိပါတယ်အခုကျွန်တော်ကဒီမှာ video ပုံမှန်တိုင်းလေးကျွန်တော်မိတ်ဆွေတွေကိုrun ပြပါမယ်ဒါအခုကျွန်တော် play နှိပ်လိုက်ပါမယ်လို့ဆိုရင်ဒါဒီ video ထဲမှာရှိတဲ့အမျိုးသမီးရဲ့ဒါလှုပ်ရှားမှုပုံစံလေးကိုဒါတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကဒါကိုနှေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ video ကို click တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီဘက်က editing panel တဲ့ speed ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်ဒီ speed ရဲ့ slider ဘားနေရာလေးကိုကျွန်တော်တို့ကအနည်းငယ် drag လုပ်ပြီးတော့ရင်ရွှေ့လိုက်မယ်ပေါ့နော်ရွှေ့လိုက်တယ်ဆိုရင်ဒါကျွန်တော်တို့က duration speed ရလဲဒါတဖြည်းဖြည်းနဲ့များလာမယ်အဲကျွန်တော်နှေးခြင်းထပ်ပြီးနှေးခြင်းနဲ့ဆိုရင်ဒီမှာကျွန်တော်ရှေ့ရသင်ခန်းစာတွေထဲမှာလည်းပြောပြခဲ့တယ်အဲဒီပြောပြခဲ့တဲ့ပုံစံတိုင်းပဲကျွန်တော်တို့ဒီမှာဒီ duration icon ပုံစံလေးပေါ်လာတဲ့အခါမှာကျွန်တော်နောက်တဖြည်းဖြည်းရွှေ့လိုက်ရင်လည်းဒါနှေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဗီဒီယို play တစ်ချက်နှိပ်ပြီးတော့ရင်နှေးသွားတဲ့ပုံစံတစ်ခုကိုကြည့်ရအောင်ပါဟိုဒါဆိုရင်ဒါသူ့ရဲ့အခုကျွန်တော်တို့ပေးထားတဲ့အနှေးပြောက်ွက်ပုံစံလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ slow motion effect ကိုပို့ပြီးတော့မှ quality ကောင်းကောင်းလေးနဲ့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ frame symbol ဆိုတဲ့နေရာကနေပြီးတော့ရင်ကျွန်တော်တို့ကframe blending ဆိုတဲ့ option ကိုလည်းမရွေးဘဲနဲ့ optical flow ဆိုတဲ့ဒီ option လေးကိုရွေးလိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီ flame motor မှာတော့အလိုလျောက်ဒါ runner လောက်သွားတယ်ပေါ့နော် runner လောက်သွားပြီဆိုရင်ဒါကျွန်တော်တို့ဒီမှာ play တစ်ချက်နှိပ်ကြည့်ပါဒါဆိုရင်နှေးတဲ့ဟာလေးကတဖြည်းဖြည်းနဲ့ဒါညင်သာလေးနှေးသွားတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ winner jet flame motor မှာ slow motion effect အတွက်အကောင်းဆုံး setting အသုံးပြုနည်းနဲ့ video clip တစ်ခုကိုဘယ်လိုနှေးအောင်လုပ်ရမလဲဆိုတာကိုသိရှိသွားပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကကျွန်တော်မိတ်ဆွေအတွက်အသုံးဝင်နေဆိုရင်ရက်ဆိုပြီးတော့ရင် comment box မှာရေးသားပေးခဲ့ပါတခြားမိတ်ဆွေတွေသိအောင်လဲ share button လေးကိုနှိပ်ပြီးတော့ရင်မျှဝေပေးပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုသင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ